ဒါကတော့အာဗြဟံနဲ့ဘင်ဂျမင်တို့ပါသူတို့ကတယောက်နဲ့တယောက်မတည့်ကြတဲ့ဂျူးတိုးထိန်တွေပေါ့နေတိုင်းသူတို့တိုးတွေကိုစကြက်စီခေါ်သွားတဲ့အခါတစ်ဖက်လူကကိုတိုးကိုခိုးမသွားအောင်အမြဲစောင့်ကြည့်နေကြတာဒါပေမဲ့သူတို့ရဲ့တိုးတွေကတော့အချင်းချင်းပေါင်းတင်းဆော့ကစားရတာကိုသိကြိုက်ကြတယ်ဒါကသူတို့ကိုဒေါသထွက်စေတာပေါ့ဘာလို့လဲဆိုတော့နောက်ပိုင်းမှာဘသူတိုးကဘသူဟာလဲဆိုတာခွဲမရတော့လို့လေတိုးတွေကလည်းဒါကိုပဲထက်ခါတလဲလဲလုံနေကြတာကြောင့်ရှေ့ခေတ်တုန်းကလူမျိုးသူတို့တွေလက်တီးလက်မောင်းတန်းလူတွေမှခဲကြရတယ်အာဗြဟံနဲ့ဘင်ဂျမင်တို့တနေကုန်တစ်သားတွေနဲ့တခုခုလုပ်ပြီးခြံစည်းရိုးခတ်လိုက်ကြတယ်တိုးတွေရောမသွားအောင်ပေါ့တိုးတွေကလည်းတော်တော်လေးအကြတာကြောင့်ခြံစည်းရိုးကိုပတ်မသွားတတ်ကြဘူးတချို့တိုးတွေဆိုတစ်ဖက်ခြံတွေကသူတို့ချစ်သူစီသွားချင်လွန်းလို့ခြံစည်းရိုးကိုခေါင်းနဲ့တိုက်ကြတာတိုးမလေးတကောင်ဆိုခေါင်းကိုပြင်းပြင်းထန်ထန်တိုက်မိပြီးချက်ချင်းကြီးတတိလစ်သွားတဲ့အထိပဲဒါကိုမြင်တော့အာဗြဟံနဲ့ဘင်ဂျမင်တို့ဒေါသပုံထားပြီးအခြေအနေကိုပိုပြီးတင်းကျပ်လိုက်ကြတယ်သူတို့စူးကျိုးချန်စီကိုခတ်လိုက်ကြတာပေါ့တိုးတွေကလည်းဒါကိုထိရင်ဘာဖြစ်မလဲဆိုတာသိချင်နေကြပြန်ရောတိုးတကောင်ဆိုသူ့ချစ်သူစီတွားချင်လွန်းလို့အပေါ်ကနေခုန်ကူးဖို့ကြိုးစားခဲ့တယ်သူပြန်တန်းနိုင်တယ်လို့ယုံကြည်နေခဲ့ပေမဲ့တကယ်တမ်းမှာတော့ကြာရှုံးသွားခဲ့တာပေါ့ဘင်ဂျီနဲ့အာဗရာတို့တိုးတကောင်စီထပ်ဆုံးရှုံးသွားကြပြန်တယ်။ဒါနဲ့သူတို့နောက်တနည်းစဉ်းစားပြီးတိုးအားလုံးကိုခွဲခြားပစ်ဖို့တတိုင်းကြီးတစ်ခုစောက်လိုက်ကြတယ်။တိုးလေးတွေကတတိုင်းကိုကြည့်ပြီးဒါကြီးကအခိုင်အမာစောက်ထားတာမဟုတ်ဘူးဆိုတာသိနေကြတယ်။ဘာလို့လဲဆိုတော့ဘင်ဂျီနဲ့အာဗရာတို့ကတတိုင်းစောက်တဲ့နေရာမှာအတွေ့အကြုံမရှိကြဘူးလေ။ဒါနဲ့တိုးတွေကတတိုင်းကိုဖြိုဖို့ခေါင်းနဲ့ဝိုင်းတိုက်ကြပြန်တာကြောင့်ဂျူတိုးထိန်တွေခမညာတိုးတွေပိုးပြီးဆုံးရှုံးသွားရပြန်တယ်။နောက်ဆုံးမှာတော့သူတို့ကက်ကြီးသုံးဖို့စဉ်းစားလိုက်ကြတဲ့တိုးတွေကိုအလှပြင်ပေးပြီးပုံစံတစ်တွေညှက်ပေးလိုက်တာပေါ့တိုးတိုင်းကသူတို့ရဲ့သပင်ပုံစံအတစ်ကိုသဘောကျပြီးအရာအလုံးအဆင်ပြေနေတယ်လို့ပဲဒါပေမဲ့တိုးတချို့ကသူတို့ဟာလူမျိုးရေးခွဲခြားတတ်သူတွေဆိုတာကိုသတိရသွား